ဒီနေ့ကျွန်တော်ပြချင်တဲ့ဆက်ကလေးကဒီဆက်ကလေးဒါလေးအားကျွန်တော်စာတိုက်တွေသွားရင်အမြဲယူွားလေးရှိတယ်ဒါအိတ်ဆောင်လေးပေါ့လက်နဲ့တကိုင်လောက်ပဲရှိတယ်เนาะဒါလေးကကျွန်တော်ဝယ်ထားတာလဲကြာပြီဆိုနှစ်တောင်တော်တော်ပေါက်နေပြီဒါပေမဲ့အခုချိန်ထိကောင်းနေတော့မှဒီကောင်လေးကလေဒီကောင်လေးကဘာလေးလဲဆိုတော့လိပ်စာတွေဒါမှမဟုတ်အဖြူမဲလေးတွေပေါ့အဖြူမဲနဲ့ပတ်သက်တဲ့လိပ်စာတွေဓာတ်ပုံလေးစတစ်ကာလေးတွေထုတ်ချင်ဒီကောင်လေးနဲ့ထုတ်ဘာလို့ဆိုတော့ဒီကောင်လေးကအဆင်ပြေတယ်ဥပမာကျွန်တော်တို့ထားပါတော့ကျွန်တော်ဆိုရင်ထိုင်းစာအများကြီးမရဘူးအများကြီးမရတော့ကျွန်တော်ဥပမာလိပ်စာသူကထိုင်းလို့ပေးလာတယ်ပေါ့လိပ်စာထိုင်းလို့ပေးလာရင်ကျွန်တော်ကဒီကောင်လေးနဲ့လိပ်စာကိုဓာတ်ပုံရိုက်လိုက်တယ်ပြီးရင်ဒီကောင်လေးနဲ့ print ထုတ်လိုက်တယ်ဒီကောင်ထဲမှာကျွန်တော်တို့7-Eleven လို့ကျွန်တော်ဘောင်းချစာရွက်လောက်ရှိတယ်စာရွက်လေးပါတယ်အလိမ့်လိုက်ပေါ့ဒီလိုအလိမ့်လိုက်လေးပါတယ်ဒီမှာဒီလိုအလိမ့်လိုက်လေးပါတယ်เนาะဟုတ်ပြီเนาะအဲ့ဒါလေးကျွန်တော်တို့ကဒီမှာဒီထဲမှာ CC လေးပြန်ထည့်ထားလိုက်တယ်ထားပါတော့ဒီမျိုးလေးပါအခုလိုမျိုးလေးကျွန်တော်တို့ CC လေးဖြစ်အောင်လိမ့်ပြီးတော့ပြန်ထည့်ထားလိုက်မယ်ကျွန်တော်ပြမယ်เนาะအခုဒီမှာဒီလိုလေးလိမ့်ပြီးတော့ထည့်ထားလိုက်တယ်အခုဆိုဒီကောင်လေးကပို့ပြီးဈေးတော်နေပြီဒီတစ်လိမ့်မှာ10လောက်ပေးရတယ်လား10ဘတ်လောက်ပဲပေးရတယ်ဒါလေးကဝယ်ထားတဲ့ဟာလေးပေါ့နော်10ဘတ်ဈေးအများကြီးယူမယ်ဆိုရင်9ဘတ်10ဘတ်အများကြီးယူရင်တော်တော်ဈေးတော်တယ်လားကျွန်တော်တို့ဒီမှာဒါပြုတ်ကြတာခါရှိချောင်းနေတာဆိုတော့နော်ထားပါတော့ဒါအသိတော့အဟုတ်ရေးမပါပါဘူးဒီလိုမျိုးလေးဒီဟာလေးကဒီလိုလေးဖွင့်လာတယ်ကျွန်တော်ဒီလိုလေးထည့်လိုက်ပြီးရင် size လေးဒီထိလေးယူလာပြီးရင်ဒီကောင်လေးကိုဒီလိုဖိပြီးတော့ပိတ်လိုက်ဒါပါပဲเนาะဒါဆိုရပြီပြီးတော့ကျွန်တော် power on လိုက်online ဒီလိုမီးအစိမ်းလေးလင်းလာတယ်မီးအစိမ်းလေးလင်းလာပြီဆိုရင်ကျွန်တော်တို့ဒါ join လို့ရပြီပေါ့နော်ဖုန်းမှာရှိတဲ့သူ့ရဲ့ application လေးကိုကျွန်တော်တို့ down လိုက်ကျွန်တော်ပြမယ်ခဏလေးနော်ဒီမှာရှိတဲ့ paper ဆိုတဲ့ဒီဟာလေးပေါ့ဒီအဖြူမဲလေးနဲ့တိကျမြင်ရလားမသိဘူးဒါလေးကို down လိုက်ဒါလေးကို down ပြီးတော့ကျွန်တော်တို့ကဝင်လိုက်ပေါ့နော်အဲ့ထက်မှဝင်လိုက် bluetooth ဖွင့်လိုက်အဲ့လိုမျိုးဝင်ပြီးချိတ်လိုက်ရင်ရပြီ okay เนาะအဲ့တော့ကျွန်တော်ဒီကောင်ချိတ်ပြမယ်ဒါမျိုးလေး okay เนาะဒီမှာဆို disconnect ဖြစ်နေတယ်ဒါ okay လုပ်လိုက်ဟုတ်ပြီเนาะဒါ okay လုပ်ပြီးရင်ကျွန်တော်တို့ကြိုက်တဲ့လိပ်စာစာရွက်တစ်ရွက်ကိုထားပါတော့အခုကျွန်တော်တွေ့တဲ့လိပ်စာတစ်ခုပေါ့เนาะကျွန်တော်ပြမယ်ဖုန်းထဲမှာပဲရှိမှာပေါ့เนาะကျွန်တော်ရှာပေးမယ်ခဏလေးဖုန်းထဲမှာရှိတဲ့လိပ်စာလေးတစ်ခုပေါ့ခဏလေးเนาะကျွန်တော်ရှာကြည့်လိုက်အောင်ပါလိပ်စာထိုင်းလိုမျိုးလေးပေါ့ထိုင်းလိုလိပ်စာလေးတစ်ခုလောက်ရှာကြည့်လိုက်မယ်ထိုင်းလိပ်စာလေးတစ်ခုလောက်ပေါ့เนาะခဏလေးရှာကြည့်လိုက်မယ်လိပ်စာလေးရှာရင်မတွေ့တော့ဘူးထားပါတော့ဒီမှာလိပ်စာတစ်ခုတွေ့ပြီလိပ်စာလေးတစ်ခုပေါ့เนาะဒီလိပ်စာလေးတစ်ခုကျွန်တော်တို့ okay ပေးလိုက်မယ်ဒါဆိုရင်တော့ဒါလိပ်စာလေးတစ်ခုပေါ့ဟုတ်ပြီเนาะလိပ်စာလေးကိုအကြီးအသေးဒီမှာချဲ့လို့ရတယ်ကိုလိုချင်တဲ့ပုံစံလေးလုပ်လို့ရတယ်ဟုတ်ပြီเนาะဒီမှာထားဆိုရင် time ပုံစံလိပ်စာဟုတ်ပြီเนาะဒါကိုကျွန်တော်တို့အောက်မှာချိန်လို့ရသေးတယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုထုတ်မှာလဲဘယ်နည်းပဲထုတ်မှာလဲဒါတွေချိန်လို့ရတယ်เนาะဟုတ်ပြီเนาะကျွန်တော်တို့အဲ့ဒါ okay ပြီဆိုရင်เนาะဒါလေးကိုကျွန်တော်တို့အဆင်ပြေအောင်ချိန်ပြီးပြီဆိုရင်တော့ထားပါတော့ကျွန်တော်တစ်လားလောက်ချိန်လိုက်မယ်เนาะချိန်ပြီးပြီဆိုရင်တော့ဒီမှာ print ဆိုတာလေးဖြစ်လာတယ် print ဆိုတော့လောက်လိုက်ရင်ဒါမျိုးလေးဖြစ်လာတယ်เนาะဒါမျိုးလေးဖြစ်လာတယ်အောက်မှာထပ်ချိန်လို့ရတယ်ကျွန်တော်တို့ paper test တို့ပါတို့เนาะဒီမှာထပ်ချိန်လို့ရတယ်ဒီကောင်လေးကိုလေဒီမှာဟုတ်ပြီလား test ဆိုရင်ဒါမျိုးလေးဟုတ်ပြီเนาะဒီမှာ image test ဆိုရင်ဒါမျိုးလေးပေါ့เนาะ okay เนาะ image test နဲ့ပဲကျွန်တော်ကထုတ်လိုက်မယ်save လုပ်လိုက်မယ် save လုပ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကို print down လုပ်လိုက်ရင်ဒါထွက်ပါပြီเนาะ print down လုပ်ပြပါမယ်ဒီမှာကျွန်တော် print down လုပ်ကြည့်လိုက်မယ်ဒီမှာသူကconnect လုပ်ဖို့ပြောတယ်เนาะအဲ့တော့ connect လုပ်ဖို့ကကျွန်တော်တို့ကဒီမှာဒီ connect ကိုထောက်လိုက်ဒါဆိုရင်သူရှာပါလိမ့်မယ် okay ဒါဆိုရင်တော့အဆင်ပြေသွားပြီ connect ဖြစ်သွားပြီเนาะ connect ဖြစ်သွားရင်ကျွန်တော်တို့ကထုတ်မယ်ဆိုရင်တော့ဥပမာဒီ print down လေးကိုနှိပ်ရပြီเนาะ okay ကျွန်တော်ထုတ်ပြမယ်เนาะကြည့်တာလိုက်okay เนาะဒီလိုမျိုးလေးထွက်လာတယ်ဆိုကျွန်တော်တို့ကဒါလေးကိုဖြဲလိုက် okay เนาะဒီလိုဖြဲလိုက်ပြီးရင်ဒီမှာအဆင်ပြေလားမသိဘူး
ဒါတော့ကိုအကြီးအသေးချက်ရမှာပေါ့နော်ကိုကြိုက်တဲ့ပုံတစ်စောင်းအလျားလိုက်ဒေါင်လိုက်ကိုကြိုက်တဲ့ပုံစံလေးကိုချဲ့လိုက်ပေါ့နော်အဲ့လိုမျိုးကတ်လို့ရတယ်ပြီးတော့ဒီကောင်အနောက်မှာကော့ပါတယ်နော်ဒီ side လေးကကော့လေးပါတဲ့အတွက်ဒါမျိုးခွာပြီးတော့ကျွန်တော်ကတ်ချင်တဲ့နေရာမှာဥမာ side တစ်ရပေါ့နော်ဒီ side တစ်ရမှာပေါ့side တစ်ရမှာဆိုကျွန်တော်ဒီမှာကတ်လိုက်လို့ပါပဲဟုတ်ပြီနော်အဲ့လိုမျိုးဟုတ်ပြီကျွန်တော်ထပ်ပြမယ်ဒီကောင်ကဥမာစလုံးတိတ်မကွဲဘူးပေါ့နော်စလုံးတိတ်မကွဲဆိုရင်ဘက်ပြန်ဆုပ်လိုက်ပြန်မဆုပ်ပြီးကျွန်တော်နောက်တစ်ခုရွေးလိုက်မယ်နော်နောက်တစ်ခုကျွန်တော်တို့ရွေးလိုက်မယ်ထားပါတော့တစ်ခုခုပေါ့နော်ကျွန်တော်တစ်ခုခုရွေးကြည့်လိုက်အောင်မထပ်ပြီးတော့လိပ်စာခဏလေးနော်ကျွန်တော်ရှာကြည့်လိုက်တွေ့ပြီဒီမှာဒီလိပ်စာတစ်ခုကျွန်တော်ထုတ်ပြမယ်နော်ကျွန်တော်အဲ့နံပါတ်ကိုကျွန်တော်ထုတ်ပြမယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးဆိုရင်ကျွန်တော်တို့ကဒီမှာ rotate လှည့်တာတွေပါလှည့်လို့ရတယ်ဟုတ်ပြီနော်ဒါနဲ့ဆိုရင် rotate လှည့်လို့ရတယ်ဒါလေးတောင်းလေးဆွဲပြီးတော့အလျားလိုက်လေးဖြစ်ချင်တဲ့ဆိုတာမျိုးလေးပေါ့ရှည်ရှည်လေးပေါ့နော်ရှည်ရှည်လေးဖြစ်ချင်တယ်နဲ့ကြီးကြီးလေးလေးဖြစ်ချင်တဲ့ဒါမျိုးဆွဲလိုက်ဒါဆိုရှာစာရွက်ကအရှည်လေးထွက်လာမှာနော်โอเคเนาะကျွန်တော်ဒါလေးကိုထပ်ပြီးတော့ထုတ်ပြမယ်ဟောတော့ဒီလိုလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအပေါ်မှာရလေးရှိတယ်ဒါလေးကိုနှိပ်လိုက်โอเคเนาะဒါမျိုးဖြစ်ပြီဒါမျိုးဖြစ်ပြီးတော့ကျွန်တော်ထင်ထင်ရှားရှားလေးမြင်ရပြီဆိုရင်တော့ကျွန်တော်တို့တစ်ကောင်ကို print လုပ်လိုက်ပါ print လိုက်เนาะဒါကအခုဆိုရင်ဒီမှာထွက်လာပါပြီဟုတ်ပြီเนาะ ACC ပါပဲဒီစာရွက်ကအရင်အဆင်ပြေတယ်အသုံးဝင်တယ်ဒီကောင်ကမှကျွန်တော်ဓာတ်ပုံတွေလည်းဒီကောင်ကထုတ်လို့ရတယ်နော်ဓာတ်ပုံဆိုတာအဖြူမဲတွေပေါ့နော်ကျွန်တော်ကြိုက်တဲ့အဖြူမဲတွေပေါ့ဟုတ်ပြီလားဒါဆိုရင်တော့တော်တော်ရှင်းပါပြီနော်ဒါတော်တော်ရှင်းပါပြီတော်တော်လည်းကြည့်လို့ကောင်းပါပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုခွာပြီးတော့ကိုကြိုက်တဲ့စာအိတ်မှာကတ်လိုက်ရုံပါပဲဟုတ်ပြီနော်တွေ့တဲ့စာအိတ်တစ်ခုပေါ့နော်အမှထားပါတော့ကျွန်တော်ဒီပုံမှာပဲထပ်ပြီးကတ်ပြပါမယ်ဟုတ်ပြီနော်ဒါဆိုရင်အဆင်ပြေပြီဟုတ်နော်ဒါဆိုကျွန်တော်တို့ဖတ်လို့ရပြီဟုတ်တယ်မလားမြင်ရပြီဟုတ်ပြီနော်โอเคเนาะဓာတ်ပုံတစ်ခုကျွန်တော်ထပ်ထုတ်ပြအောင်မယ်လောက်ပြမယ်တစုံတော့ကျွန်တော်အစုံမဲ့ထုတ်ပြလိုက်ပါမယ်เนาะဓာတ်ပုံတစ်ပုံကျွန်တော်ထုတ်ပြမယ်ဓာတ်ပုံကနေအောင်ဓာတ်ပုံကတော့အယောင်နေနဲ့ထုတ်လို့မရတဲ့အတွက်အဖြူမဲပဲရမှာလေเนาะထားပါတော့ကျွန်တော်ကတ်တုံးပုံလေးတစ်ခုထုတ်ပြအောင်ပါเนาะစတစ်ကာတွေကကတ်တုံးပုံလေးတစ်ခုကိုကျွန်တော်ထုတ်ပြမယ်ဒီပုံလေးပေါ့နော်ဒီအဝါလဲအောင်နဲ့ပုံလေးကိုကျွန်တော်ထုတ်ပြမယ်โอเคဒီပုံလေးကိုဒီလိုလေးလိုချင်တယ်ကျွန်တော်တို့ကဒါလေးဒီလိုချိန်လိုက်တယ်ပြီးကျွန်တော်တို့ print လုပ်လိုက်မယ် print လိုက်ဒီလိုမျိုးလေးထွက်လာမှာဒီပုံတိုင်းကိုကွက်တီထွက်မှာနော်အဲဒါကျွန်တော်ထပ်ပြီးတော့ထုတ်ပြမယ်โอเคကြည့်လိုက်အောင်နော်အရန်မြန်ပါတယ်ဘက်ထရီလေးတော်တော်ခံတယ်ဒီကောင်ဆိုကျွန်တော်တစ်နှစ်လောက်ရှိပြီနော်ဒီကောင်ကိုကျွန်တော်မထုတ်ထားတာလေဒီကောင်ကကျွန်တော်ဆက်ကိုမသုံးမွေးထားတာတစ်နှစ်လောက်ရှိပြီဒီနေ့မှကျွန်တော်သတိရလို့စာအိတ်လည်းပို့စရာလေးရှိလို့ပေါ့နော်ကျွန်တော်ဒါလေးကိုထပ်ပြီးတော့သုံးကြည့်လိုက်တာအခုအထိကောင်းနေတော့မယ်ဘက်ထရီလည်းကောင်းလုံးမယ်အကုန်ကောင်းနေတော့မယ်နော်မြင်ရလားမသိဘူးဒီလိုမျိုးလေးပေါ့ဒါဆိုကျွန်တော်တို့အရင်အဆင်ပြေပါတယ်တစ်လိမ့်မှ30ကိုဒီလိုမျိုးပုံမှန်ထုတ်မှဆိုရင်တော့100လောက်တောင်ထုတ်လို့ရမှာမသိဘူးဘာလို့ဆို size တွေအများကြီးလေဒီ size ကလည်းအဖြူမဲပဲဟုတ်တယ်မလားဘာမှသိခဲ size မဟုတ်ဖြူမဲကျွန်တော်ကြိုက်တဲ့ကာတွန်းလေးတွေပုံလေးတွေဆိုရင်ကျွန်တော်ထုတ်ပြီးတော့ကတ်ထားလို့ရတာပေါ့နော်အရင်ဆိုကျွန်တော်ကဓာတ်ပုံတွေထုတ်ပြီးတော့ပေါ့နော်ကတ်တွန်းပုံတွေကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်ကတ်တွန်းပုံတွေထုတ်ပြီးတော့ကတ်ထားတာပေါ့နော်ခုတော့ကျွန်တော်တိတ်ပြီးတော့မလုပ်ဖြစ်ပါဘူးနောက်ထပ်ကတ်တွန်းပုံတစ်ပုံလောက်ရှာကြည့်ရအောင်နားလေးစောထဲမှာပဲရှိတယ်ကျွန်တော် file ထဲမှာရှိတယ်ကတ်တွန်းပုံကတ်တွန်းဒီမှာပေါ့နောက်ထပ်ကတ်တွန်းပုံတစ်ပုံမှာဒီပုံပေါ့ဒီပုံကျွန်တော်ထုတ်ကြည့်မယ်ဒီလောက်ထားလိုက်ပြီးကျွန်တော်ဒီမှာနှိပ်လိုက်နှိပ်ပြီးဒီလိုမျိုးထွက်လာမယ်ဘလောက်မိုက်လဲဒီပုံလေးဆိုရင်ဟုတ်တယ်မလားကျွန်တော်တို့ကတ်ချင်တဲ့စာအုပ်လေးမှာကတ်ထားလို့ရတယ် print လုပ်လိုက်အဲဒါထွက်ပြီနော်ကြည့်လိုက်လုံးဝအနှစ်ကြီးသလားဘာမှကျွန်တော်ပုံတူလိုက်ဆွဲကြအောင်မလို့ဓာတ်ပုံရိုက်ပြီး print ထုတ်ရုံပဲဒီကောင်ကလေအရင်ကောင်းတယ်နော်ဈေးကကျွန်တော်တို့ခုလောက်ဆိုရင်တော့ဈေးတော်ပြီကျွန်တော်ဝယ်တော့1000ကျော်လောက်ပေးရတယ်ခုလောက်ဆိုရင်တော့ဈေးတော်ပါမှာပေါ့နော်โอเคပါဒီလိုမျိုးလေးရပါပြီโอเคပါနော်ဒီလောက်ဆိုအဆင်ပြေမယ်နဲ့တူပါတယ်ဒါကတော့ဒီလိုတစ်စိတ်လေးပါဒီတစ်စိတ်လေးကိုဝယ်ကြည့်ပါတုံကြည့်ပါကောင်းပါတယ်နောက်မှဒီလိုမျိုးလေးတွေပါပါတယ်ဟုတ်ပြီနော်ပုံထွက်လေးတွေကတော့ရုပ်ထွက်လေးတွေကဒီလိုမျိုးလေးတွေပါဒီ
ဒီလိုမျိုးလေးထွက်ပါတယ်စာအုပ်မှာကတ်တဲ့အနေတော်လေးပါပဲเนาะစာအုပ်မှာကတ်ဖို့ဆိုရင်ဒါအနေတော်လေးပါပဲအဆင်ပြေပါတယ်အားလုံးကျေးဇူးပါ